Hard Rocks မှာစိတ်အပူဆုံး station ကိုပြောပါဆိုကျွန်တော်slap pull နဲ့ slap push ပဲ weight ကအရင်များတော့လေးတာပေါ့နော်အဲ့တော့တောင်းဒီ strength bind training ကိုတော်တော်လေးစောင့်ထားတဲ့လူမှပဲပို့အဆင်ပြေလိမ့်မယ် slap ဘူးတော်တော်များများကြည့်ရဒီမှာပွဲလောက်တာတော်တော်များများလက်နဲ့ဆွဲရများမရမ်းမို့ရတယ်တော့ပေမဲ့အချိန်ကုန်တဲ့ energy အားကုန်တာပေါ့နော်အားမရှိဘူးအရင်ဒီ weight တစ်ခုကိုကောင်းကောင်းမဆွဲနိုင်ရော6နဲ့3ကပိုကောင်းတာပေါ့နော် slap ဘူးနဲ့ push လုပ်တဲ့အချိန်ကျရောကျွန်တော်အကြံပေးချင်တာအရင်ကိုယ့်ရဲ့ energy ကို80ခန်းနဲ့တော့မသုံးပါနဲ့အဲ့ဆိုတာထွက်ပဲရှိသေးတယ်ဒါကြီးရောအရင်ညှိပြီးသုံးလာတေးကြတယ်အနောက်မှာ9 6 9 8အမှအကုန်လုံးကပြထွက်သွားပြီ heavy weight တွေဖြစ်တဲ့အတွက်ဒီ less run IE ပဲတုံးလို့ရတယ်တော့ပေမဲ့10မီတာ20မီတာလိပဲတုံးလို့ရပြီမီတာများသွားရင်ဟာလို့အရင်တက်ပြီးတော့ energy အားတွေအရင်ကုန်ကိုကဒီဆွမ်းဒီ weight ကိုမနိုင်အောင်ဆိုရောဒီခါအားကိုယူရောခါကိုစမ်းထုတ်လာမယ်ထုတ်လိုက်ရင်စီးထက်ထိုးပြီးတော့တမတာရဲ့ CT ကိုဆွဲရမယ် ကျွန်တော်ကတော့ကိုယ်စားလောက်မတန်တော့ deadlift position တွေဘာတွေထပ်ဆာလို့ရှိရင်ကျွန်တော်ကတော့လုံးဝကိုအမှီချလိုက်ခံတော့ပဲအားတစ်ခုလုံးကျွန်တော်တုံးပြီးတော့မှအနောက်ကိုဆွဲဆန့်လိုက်တာဒါကတော့ကျွန်တော်ရဲ့ပုံစံပါနော် ကဲနောက်တစ်ခု flat slap push 我们现在地嘛吧，你是要不多钱嘛？尤其啊，那干的呀，那个多难干的呀，我就说多钱嘛，那个包完嘛，说包完嘛就那干的，在差不多是干的呀，包完的，那地就地嘞，包嘛干的。哎呀，俺那有那个山东呀嘞，那个闺蜜东莞的呀嘞，看那个你晚上那个问他差别哦，到那个微博嘛，奥他们。尤其啊，就多年前呀，就瞧个。你干什么东西？把我们说，恁来我喏，那恁来收个，或者吃我，吃到手上熬油油，手底油，懂吗？我为了我面嘞。လောက်ပါပဲ Yes.